မြင့်မြတ်တော်ဝင်ကကုမ္ပဏီဖြစ်ကူးပြောင်းပြီးတဲ့နောက်ချမှတ်ထားတဲ့ရည်မှန်းချက်တွေအကောင့်ထဲပေါ်နိုင်ဖို့ဝန်ထမ်းတွေစမ်းဆောင်ရည်မြန်မာဖို့ကအဓိကကြပါတယ်။ဒါကြောင့်ကုမ္ပဏီလုပ်ငန်းဆိုင်ရာလုပ်ငန်းတွေကျွမ်းကျင်တဲ့ပြည်ပသင်တန်းဆရာတွေကိုခေါ်ယူပြီးဝန်ထမ်းစမ်းဆောင်ရည်ပို့ပြီးပြည့်ဝလာအောင်ဆောင်ရွက်ထားပါတယ်။ဒီလိုဆောင်ရွက်ရတဲ့ရည်ရွယ်ချက်တွေကိုဦးမြင့်အောင်ကဒီရုပ်သံဗီဒီယိုဖိုင်အပိုင်း9မှာရှင်းပြထားပါတယ်။ဟုတ်ကျွန်တော်တို့ဒီအစုအဖွဲ့အင်းနဲ့ကျွန်တော်တို့ကအလုပ်လုပ်တဲ့အခါမှာဒီကိုယ့်ထက်အင်အားကြီးတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်ကိုယ့်ထက်တွေ့ကြုံအပြင်ဝါရင်းတဲ့အဖွဲ့အစည်းတွေရှိတဲ့အခါမှာကိုယ့်ရဲ့ team ပေါ့နော်ကိုယ့်ရဲ့ team ကိုအကောင်းဆုံးတိစောက်ထားဖို့လိုတာပေါ့နော်ဒါကြောင့်မလို့ကို team မှာရှိတဲ့ဝန်ထမ်းတွေရဲ့သူတို့ရဲ့ personal development ပေါ့နော်ဒီကိုယ်လေးတိုးတက်လာအောင်ဆိုရင်ကျွန်တော်တို့လောလောဆယ်အဖြစ်တော့ကိုတိထားတဲ့ကိုတက်ထားတဲ့အားလေးတွေတော့မျှဝေပေးတာပေါ့နော်ဒီဒါဆိုရင်ဒီလုပ်ကိုလုပ်မယ်ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့လုပ်တင်တယ်ဘယ်လိုကျွမ်းကျင်မှုမျိုးနဲ့လုပ်ရမယ်ဘယ်လိုစဉ်းစားပြီးတော့လုပ်ရမယ်ဘယ်လိုမျှော်မြင်နဲ့လုပ်ရမယ်ဘယ်လိုကိုချင်းစာတရားထားပြီးလုပ်ရမယ်ဆိုတော့အပြန်အလှန်ဘယ်လိုလေးစားပြီးတော့ respect ထားပြီးတော့လုပ်ရမယ်ဆိုတဲ့အပိုင်းလေးတွေပေါ့နော်ကျွန်တော်တို့လက်လန်းမိရင်မိတယ်လို့အချိန်ရှိတယ်လို့ပေါ့နော်တင်ပြတာပြီးတော့မှလက်တွဲခေါ်နေရတာပေါ့